တွေ့ပါလိမ့်မယ်ထမိန်ပဲဖြစ်ဖြစ်ထမိန်ကလည်းမဝတ်ရသေးရင်ရဟန်းတွေကိုလှူကောင်းတယ်ပထမဆုံးတွေ့ဘူးတာကတော့ကိုရင်လေးနဲ့ပါကိုရင်ဆိုတော့ဖွင့်ရင်ဆွဲရတာဒီမြောက်တော်ကအရှင်ဒီဇနီးရဆိုတော့ तू ကတာရှဆရာတော့ဆိုဒီမှာလှမ်းကြည့်လိုက်တော့ခလေးဆိုတော့လေကိုရင်လေးဆိုတော့လေမမြင်ဘူးလေသင်္ကန်းကတ်တာတော့မြင်ဘူးတာပေါ့မိမဝတ်တဲ့အတွင်းကမိမဝတ်တဲ့အတွင်းကကိုသူတို့ကလည်းပလက်စိတ်လေးနဲ့မြင်နေရတယ်လေ तू မိမဝတ်တဲ့အဝတ်စားယူဒီခလေးကသိကျင်တာပေါ့အဲ့ဒါလေး तू ပွဲအောင်လေးထိုးတာမလုပ်တာလေသိတယ်တော့မေးတာပေါ့တက်တည်နေတာအကြောင်းကြောင့်မှပြောမယ်ဆရာတို့ရေးစက်ချတယ်အဲ့တော့မှ तू အဲ့ဒီမိမကအပေါ်မရှိဘူးအဝတ်အပေါ်မရှိတာရှိတော့သူ့ရဲ့ဟိုပေါ့နည်းနည်းဩဇာရှိတဲ့ကောင်လေးအဲ့ဒီသူ့ရဲ့ရင်သားကိုကင်လိုက်စိတ်လိုက်လို့ तू မခံစားနိုင်အဲ့ဒီဘုန်းကြီးတွေဒီနားပါပဲ၄000ဒီနားလေးတွေအဲ့ဒါကျွန်တော်ကဆရာတော်ကြီးရဲ့အဲ့ဒီဘုန်းကြီးဦးဒေစနေအခုတော့ပြန်တော်မူတော့ပါပြီမြောက်တဘုံတာကအောင်မရဲ့သားမင်းကလည်းလူကြတဲ့ပြီးတော့ဘုံတော့သိကျင်လို့ကိုရင်လေးအဲ့တော့ तू အဲ့သင်္ကန်းလူပြီးတော့အဲ့ဖြူဖြူလေးတွေသင်္ကန်းအဝါသင်္ကန်း9စုံကအဝါဒီ body ကဖြူဖြူဆိုတော့ငါလည်းခလေးဆိုစိတ်ဝင်စားတော့တရက်ဘာလို့ဘုန်းကြီးတွေလူတာလဲဘုန်းကြီးတွေဝတ်လို့ပါမရဘူးမဟုတ်ဘူးအဲ့ဒါကရေစက်ချတယ်ထည့်လိုက်တော့ဟိုမျိုးသမီးကအဲ့ဒီဝတ်စားတွေရပါတယ်လို့ဆိုပါတယ်ဒါမှသင်္ကန်းလူတယ်သင်္ကန်းလူလိုက်တာနဲ့အဲ့ဒီနတ်ဝတ်စားသင်္ကန်းရဲ့တကူကအလွန်ကြီးတယ်သူကသင်္ကန်းလူလိုက်တာအဲ့ဒီကုနာအမျိုးသမီးကငါကိုရင်ထဲကအတွေ့အကြုံရှိတာဖြစ်ချင်းကဲသင်္ကန်းဝတ်သူ့ဘာကြမ်းခဲ့သူ့ရဲ့ငကတ်တွေဘာတွေကြမ်းခဲ့သူ့ပစ္စည်းရောင်းလာတယ်သူ့ပစ္စည်းနဲ့ဝတ်ဆိုသူ့ပစ္စည်းငကတ်အဲ့သူကြမ်းခဲ့တဲ့ထမိန်လေးအစ်စ်တွေဘာတွေကိုဘုန်းကြီးတွေကိုနေကရန်တွေပဲချုပ်လုပ်လိုက်လို့ဒါကြောင့်မလို့ကွယ်လွန်သွားတဲ့ခါကျရင်ကြံရစ်ခဲ့တဲ့ထမိန်တို့ဘာလို့အစ်စ်တွေကိုထမိန်အစ်စ်ဆိုတာအထက်ဆင်ကိုဖြုတ်တယ်ဖြုတ်ပြီးဆက်ပြီးတော့ဘုန်းကြီးတွေကိုတွေ့ကွယ်လွန်သူဘသူရဲ့ဒေါ်သန်းဟန်ရဲ့ကောင်းမှုဆိုတွေ့ပါလိမ့်မယ်ထမိန်ပဲဖြစ်ဖြစ်ထမိန်ကလည်းမဝတ်ရသေးရင်ရဟန်းတွေကိုလှူကောင်းတယ်ထမိန်တော့ချုပ်ထားတယ်မဝတ်ဘူးသေးဘူးထက်ဆင်ကိုဖြတ်တယ်ဒီဘုန်းကြီးတွေကထက်ဆင်ဖြတ်ပြီးအဲ့ဒါကိုဆက်ပြီးတော့ like ဘုန်းကြီးတွေနောက်မှာတွေးပါလိမ့်မယ်ကွယ်လွန်သူဘလူဆိုပြီးတော့ထမိန်အစ်စ်ငါတို့အမေဆိုထမိန်အစ်စ်တွေထဲ350လောက်ကျန်တယ်အဲ့ဒါတွေကိုခုနပြောတဲ့တက်ဆင်ကိုဖြတ်တက်ဆင်ကတော့မလူကောင်းဘူးပေါ့တက်ဆင်ဖြတ်အဲ့ဒါဖြတ်ပြီးတော့အဲ့ဒါချုပ်ပြီးတော့ဘုန်းကြီးတွေရဲ့နောက်မှာလိုက်ကာတွေကလကာတွေသူတွေသုံးရပါတယ်လူလို့ရပါတယ်အဲ့လိုဆိုတော့ပြီးရင်ရတယ်အဲ့လိုလေဩနမေဝဥရကံဝဋ္ဌံယထနေနံပောတတိမြင်သောနေရာကပြီးလိုက်တဲ့ကုသိုလ်မိုးရင်များသည်နေသောပုဂ္ဂိုလ်တွေရှိကိုစီးပါတယ်နေသောပုဂ္ဂိုလ်ဆိုတာမင်းတို့ရဲ့ဥခင်ရွှေတော်တန်းသည်နတ်မိဖုရားကြီးတွေနတ်သားကြီးတွေဖြစ်နေတယ်ဒီလူသားရဲ့ကုသိုလ်ကောင်းမှုကသူ့ကြီးရောက်မှာသူ့ကိုနေတယ်လို့သူပြောတာအပေါ်အမြင့်မှာရောက်နေရင်လည်းနေတယ်လို့သူသတ်မှတ်ပါတယ်အဲ့ဒါအေဝမေဝဣတောဒိဏဒီဘဝကနေပြေးလိုက်တဲ့အရာဒီပေတနာဥပကပ္ပရိရောက်တယ်တဲ့ဘုရားကယထာဝါရိဝပူရပရိပူရဏိတာကရာရေတို့မြေဒီစင်းနဲ့ဒီဘက်ချောင်းနေမြစ်တွေနဲ့စီးနေမာသမုဒ္ဒရာကြီးဖြစ်သွားတာဒီရေတွေကပဲသမုဒ္ဒရာဖြစ်တာဘိုးတွေရွာချောင်းနေစီးချောင်းနေမြောင်းနေရေချောင်းရောက်ချောင်းနေရွာမြင့်ငယ်ရောက်မြင့်ငယ်မြစ်ကြီးရောက်မြစ်ကြီးကပင်လေရောက်ပင်လေကနေသမုဒ္ဒရာတွေရောက်သွားတယ်ရေတို့မြေဒီအဲ့ဒီတိုင်းပါလေတဲ့အဲ့ဒီကုသိုလ်ကြီးကလည်းခုနတုန်းကဥခင်ရွှေတော်သန်းတော်မမဆိုးတဲ့ဒီမှာငမိုးရိပ်ချောင်းဖေးကရောက်တကုံဓမ္မစီကျောင်းထဲမှာလှုပ်လိုက်တဲ့အရာလေးတွေသေးရင်သေးမယ်ကြီးရင်ကြီးမယ်အဲ့ဒီကုသိုလ်မွေးလေးကမြောင်းတဲ့ရေလေးပဲထားလိုက်ပါတော့တဲ့အဲ့ဒီမြောင်းတဲ့ကဒီတိုင်းမနေပါဘူးတဲ့ပကယ်ဒီမြောင်းရည်တွေကရေတွေရတာခံသွားမယ်အဲ့ဒီကုသိုလ်မိုးရေကအဲ့လိုမခံဘူးအဲ့ဒီမြောင်းငမိုးရိပ်ချောင်းနေတော့ဇွန်တော်ရောက်ဇွန်တော်နေရန်ကုန်မြို့ရောက်ရန်ကုန်မြို့ကနေပင်ကလာပင်လဲရောက်ပင်လဲကနေပြီးအိန္ဒိယသမုဒ္ဒရာတဲ့ထီအောင်ပြည့်သွားအောင်စီးတယ်ရရှင်